ကမ္မဂုဏ်မရှိသောချမ်းသာမေတ္တာစိတ်ဤအချမ်းအယံတရားဖြစ်သောငါးပါးသီလအကျင့်သူပါလူလင်သည်မြတ်စွာဘုရားကိုအရှင်ကောရမလူဝတ်ကြောင့်တည်တာလျင်နိလမှန်သောကုသိုလ်တရားကိုပြည့်စုံစေနိုင်၏ယဟန်သည်နိလမှန်သောကုသိုလ်တရားကိုမပြည့်စုံနိုင်ဟုပေါနာတို့သည်ဤသို့ပြောဆိုကြကုန်၏အရှင်ကောရမသည်ဤအရာကိုအဘယ်သို့ဆိုသည်နည်းဟုဤစကားကို၆၏လူဝတ်ကြောင့်တည်တော်၎င်းယဟန်တော်၎င်းမှန်ကန်သောအကျင့်ကိုကျင့်တည်ဖြစ်အံ့မှန်ကန်သောအကျင့်ကိုကျင့်ခြင်းမှုသောအကြောင်းကြောင့်နိလမှန်သောကုသိုလ်တရားကိုပြည့်စုံစေနိုင်ဟုမိန့်တော်မူ၏အရှင်ကောရမကောင်းမှုကိုပြုခြင်းကကုသိုလ်ကိုပြည့်စုံစေခြင်းကပုံနာတို့သည်အမှန်ဆိုခြင်းပထမတရားဟု၍ပညာကြကုန်၏ချိုးချံသောအကျင့်ကိုဒုတိယတရားမိထုံကြည်ခြင်းကိုတတိယတရားဘီရင်တင်ယူခြင်းကိုသရုတ်ထတရားစွန့်ကြဲခြင်းကိုပင်စမတရားဟု၍ပညာကြကုန်၏ပုံနာတို့သည်ကောင်းမှုကိုပြုခြင်းကကုသိုလ်ကိုပြည့်စုံစေခြင်းကဤငါးပါးသောအကျင့်သီလတို့သည်ပညာကြကုန်၏လူလင်တင်အဘဲ့သို့မထင်ပြီးတည်းမြတ်ထင်းမှုသောလောင်စာကိုအဆွဲပြု၍မိကိုတောက်ပစေရ၏မြတ်ထင်းမှုသောလောင်စာမပါဘဲမိကိုတောက်ပစေရ၏ထိုးထွင်အဘယ်မိသည်အရှံရှိသည်၎င်းအစင်းရှိသည်၎င်းပြပြပြတောက်ပသည်၎င်းဖြစ်ရသည်နည်းဟုမိတော်မူ၏အရှင်ကောရမမြတ်ထင်းဟုသောလောင်စာမပါဘဲမိကိုတောက်ပစေရန်အကြောင်းအမျိုးသည်အကယ်၍ချိညာအံ့ထိုမိသည်အချမ်းရှိသည်ဟု၎င်းအစင်းရှိသည်၎င်းပြပြတောက်ပသည်၎င်းဖြစ်ရ၏ဟု၆၏လူလင်ဥပမာအားဖြင့်မြတ်ထင်းဟုသောလောင်စာကိုအဆွဲပြု၍မိသည်တောက်ပတကယ်သို့ထိုနှင့်သူစွာငါးပါးသောကမ္မဂုဏ်တို့ကိုအဆွဲပြု၍ဖြစ်သောဤပီတိကိုငါဆို၏လူလင်ဥပမာအားဖြင့်မြတ်ထင်းဟုသောလောင်စာမပါဘဲမိသည်တောက်ပတကယ်သို့ထိုနှင့်သူစွာကာမတရားတို့ကိုကြည်၍တာလျင်အကုသိုလ်တရားတို့ကိုကြည်၍တာလျင်ဖြစ်၏ဤပီတိကိုငါဆို၏လူလင်ကာမတို့ကိုကြည်၍တာလျင်အကျင့်ကုသိုလ်တို့ကိုကြည်၍တာလျင်အဘယ်သို့သဘောထားရှိသောပီတိဖြစ်သည်ဟု၍လူလင်ဤတဒနာတော်၌ယဟန်သည်ကာမတို့မှကင်းစေ၍တာလျင်ပထမဇန်သို့ပြေဆုံးနေ၏လူလင်ဤပီတိကိုကာမတရားတို့မှကြည်၍တာလျင်အကုသိုလ်တရားတို့မှကြည်၍ပီတိပြင်သည်လူလင်တဖန်လေယဟန်သည်ဝိတဝိစာရတို့ငင်းချင်းကြောင့်ဒုတိယဆံပြေဆုံးစေ၍နေ၏ဤကာမတရားတို့မှကြည်၍အကုသိုလ်တရားတို့မှကြည်၍တာလင်ဖြစ်သောပီတိပြင်သည်လူလင်ယဟန်သည်တတဝါအားလုံးရှိသောတတလောကကိုမြတ်သောအပိုင်းအခြားမရှိသောယံမရှိသောကြောင်းချမရှိသောမေတ္တာနှင့်ရှင်သောစိတ်ဖြင့်ပြည့်နှံ့စေ၍နေ၏လူလင်မေတ္တာဇံစိတ်တည်လေကာမတရားတို့မှကြည်၍တာလင်အကုသိုလ်တရားတို့မှတာကြည်၍တာလင်ဖြစ်သောပီတိပင်သည်လူလင်တဖန်သည်ယဟန်တို့တနာရှင်ကရုဏာနှင့်ရှင်သောစိတ်ဖြင့်ဝမ်းမြောက်ခြင်းမုဒိတာနှင့်ရှင်သောစိတ်ဖြင့်လေလူရှင်ဥပိ္ပခာနှင့်ရှင်သောစိတ်ဖြင့်ဥပိ္ပခာဆံစိတ်လေကာမတရားတို့မှကြည်၍တာလင်အကုသိုလ်တရားတို့မှကြည်၍တာလင်ဖြစ်သောပီတိပင်တိမိတော်မူ၏ဤပုံနာတို့သည်ကုသိုလ်တရားကိုပြည့်စုံစေခြင်းငါပါသောအကျင့်သီလတရားတို့ကိုပညာကြကုန်၏ထိုငါပါသောအကျင့်သီလတို့ကိုယဟန်ကောရမသည်ယံကင်းစေလိုသောဆင်းရဲကင်းစေလိုသောမေတ္တာစိတ်ကိုပွားများခြင်းငါထိုမေတ္တာစိတ်၏အရှံအယံတရားတို့သည်ဟုမိတော်မူ၏